movie တွေကတိုတွေနဲ့ဝင်ငွေရှာချင်တဲ့မိတ်ဆွေတွေအတွက် movie တွေကဗီဒီယိုဖိုင်လုပ်တဲ့အခါမှာကိုယ့်ရဲ့ movie နဲ့ကိုလှုပ်ထားတဲ့အတန်နဲ့ကိုတွင်းထားတဲ့အတန်နဲ့ပေါ့နော်movie နဲ့ကျွန်တော်တို့အတန်နဲ့ကိုက်ညီအောင်ဘယ်လိုမျိုး edit လုပ်ရမှာလဲဆိုပြီးတော့မိထားတဲ့မိတ်ဆွေတွေရှိတယ်ဒီနေ့ဗီဒီယိုဖိုင်မှာကျွန်တော်အဲ့ဒီနီလန်းကိုပြပေးမယ်ပေါ့နော်ဒီမှာမနေ့တုန်းကကျွန်တော်တင်ပေးထားတဲ့ဒီဗီဒီယိုရဲ့အောက်မှာမိထားတဲ့ဟာတွေကတော့အများကြီးပဲပေါ့နော်အထက်ကနေကျွန်တော်အကုန်လုံးကိုလုပ်ပေးသွားမှာပါเนาะကျွန်တော်ဒီရက်ကိုတပုတ်လုံးနဲ့ကျွန်တော်လုပ်ပေးသွားမယ်ဒီနေ့မှာတော့ကျွန်တော်ဒါလေးကိုအရင်ဆုံးလုပ်ပြပေးမယ်ပေါ့နော်အတန်နဲ့ကိုက်ညီအောင်တင်ပေးပါအောင်เนาะအတန်နဲ့ကျွန်တော်ဗီဒီယိုနဲ့ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုဖိုင်ထဲမှာတင်ပြပေးမယ်မိတ်ဆွေတို့လည်းအခုတို့မှစပြီးတော့မှလေ့လာနေတဲ့လူတွေရောက်ဆိုရှင်တော့ဒီနီလန်လည်းမိတ်ဆွေတို့အတွက်ဒါတကယ်အတုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်โอเคအစင်းမစနေခင်မှာကျွန်တော် channel မှာတင်ပေးထားတဲ့movie တွေလည်းမိတ်ဆွေတို့ဝင်ရောက်ပြီးတော့မှလေ့လာလို့ရတယ်เนาะဒီမှာကျွန်တော်တင်ပေးထားတဲ့နီလန်တွေအများကြီးရှိပါတယ်movie ဒီကနေပတ်သက်တဲ့ဗီဒီယိုဆိုလို့ရှိရင်လည်းကျွန်တော်အောက်မှာအများကြီးတင်ပေးထားတယ်เนาะဒီမတိုင်ခင်မှာလည်းဒီဟာတွေကတော့ကျွန်တော်တို့ AI ဗီဒီယိုတွေလည်းပတ်သက်တဲ့ဟာတွေအများကြီးပဲပေါ့နော်ကလေးကာတွန်းလူကြီးကာတွန်းအများကြီးပဲဗျာ AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်movie ဒီကနေပတ်သက်တဲ့ဗီဒီယိုကိုလေ့လာချင်တယ်ဆိုလို့ရှိရင်လည်းအောက်ဆုံးကိုဆွဲပြီးတော့လာကြည့်ကြည့်လိုက်ကျွန်တော်တင်ပေးထားတာအများကြီးပါပေါ့နော် edit တဲ့ need တွေ copy လုပ်အောင်ဘယ်လိုမျိုးလုပ်ရလဲဗီဒီယိုဘယ်လိုရှာရလဲအစသဖြင့်ကျွန်တော်အများကြီးတင်ပေးထားပါတယ်ပေါ့နော် okay နောက်တစ်ခုသတင်းကောင်းလေးတစ်ခုပေါ့နော်ဒီကျွန်တော်ရဲ့ channel ထဲရောက်လာပြီဆိုရင်ဒီမှာ post ဆိုတဲ့နေရာတွေကျွန်တော်တွားလိုက်ပါဒီအောက်မှာကျွန်တော်တင်ပေးထားတဲ့သတင်းကောင်းလေးတစ်ခုရှိပါတယ်ဒါလေးကိုလာပြီးတော့မှဖတ်ကြည့်လိုက်ပါအပြည့်အစုံဒီထဲမှာကျွန်တော်ရေးပေးထားတဲ့ဆက်တွေ့ရမယ့်နေရာလေးကျွန်တော်ရေးပေးထားပါတယ်ပေါ့နော်အသေးစိတ်ကိုတော့ဘာအကြောင်းအရာလေးဆိုတာတစ်ချက်တော့လာပြီးတော့မှဖတ်ကြည့်လို့ရပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့သင်ခန်းစာနဲ့ပတ်သက်တာကိုကျွန်တော်တို့တစ်ခါတည်းစားလိုက်အောင်နော်ပထမဆုံးကျွန်တော်တို့လုပ်ရမှာကဒါကကျွန်တော်ကအတန်နဲ့ဗီဒီယိုကိုက်ညီအောင်လုပ်ပြပေးမှာဖြစ်တဲ့ကြောင့်ဒီအတန်ရလာဖို့အတွက်ရလာဖို့အတွက်ကျတော့ကျွန်တော်တို့မပြတော့ဘူးပေါ့နော်အဲ့ဒါလေးကိုနောက်တစ်ပိုင်းတည်တတ်လာပါမယ်โอเคဒါဆိုရင်ကျွန်တော် editing software တွေကိုတစ်ခါလေးတွားလိုက်မယ်ဒီထဲမှာတော့ကျွန်တော်အလွယ်ကူဆုံး InShot software တွေကိုပဲကျွန်တော်လုပ်ပြပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်လက်ရှိလုပ်နေတဲ့ဗီဒီယိုလေးထဲကိုကျွန်တော်တွားလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်အတန်နဲ့နဲ့ပေါ့နော်ကိုက်ညီဖို့အတွက်ပထမဆုံးကျွန်တော်အတန်လေးကိုအရင်ဆုံးလဲလိုက်ပါဦးမယ်ဗျာmusic တွေကိုတွားလိုက်မယ်ခဏလေးနော် music တွေကိုတွားမယ်ပြီးရင်ဒီအစကဗီဒီယိုပေါ့နော်အစကအတန်လေးကိုကျွန်တော်ဖျောက်ထားလိုက်မယ်ပေါ့နော်သူများပန်ပန်းထားတာခဏလေးဟာဒါမဟုတ်တင်တယ်သူများပန်ပန်းထားတာကိုအစင်းသင့်ဝင်လူငင်ဘလူအကျိုးဆက်မျိုးဂျုံရမှာခဏလေးနော်ဒါဟုတ်လားမသိဘူးဗျအတန်သူများပန်ပန်းထားတာโอเคမှန်တယ်သူများပန်ပန်းထားတာကိုအစင်းသင့်โอเคဒါဆိုရင်အတန်လေးကမှန်သွားပြီမှန်သွားပြီဆိုတာကကျွန်တော်အခုလုပ်မဲ့ဗီဒီယိုကိုပြောတာနော်ဗီဒီယိုနဲ့အတန်နဲ့ညှိတဲ့နည်းကိုပြပေးမယ်ပေါ့နော်ပထမနောက်တစ်ခုကျတော့ဗီဒီယိုလေးကျွန်တော်ပြောင်းလိုက်ပါဦးမယ်ဗျာကျွန်တော် edit လုပ်ရမယ့်ဗီဒီယိုကဒီဗီဒီယိုမဟုတ်ပါဘူးကျွန်တော်နောက်ထပ်ဗီဒီယိုလေးအပ်လိုက်ပါဦးမယ်1 2 3 okay ဒီဗီဒီယိုပါပဲโอเคပြီးရင်ကျွန်တော်ဒီဗီဒီယိုတွေနဲ့အတန်ကိုကျွန်တော်ပုံမှန်လေးပြန်ထားလိုက်မယ်ဒါပုံမှန်ပေါ့နော်ကျွန်တော်ဝင်လာမယ်ဆိုရင်ဒီလိုမျိုးပုံမှန်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကဘယ်လောက်ရှိလဲဆိုတော့ဒီမှာဒီဗီဒီယိုပေါ့နော်အခုကျွန်တော်လုပ်တဲ့ဗီဒီယိုက58စက္ကန့်ရှိတယ်ပေါ့နော်10မိနစ်တော့မပြည့်ပေါ့နော်ဒါပေမဲ့အတန်ကြည့်ရအောင်နော်ဒီမှာကျွန်တော်အတန်တွင်းထားတာကြတော့ဒီမှာ10မိနစ်မကအောင်ဗျာဒီမှာပိုနေတယ်တွေ့လားအတန်ကပိုရှည်နေပြီးတော့မှဗီဒီယိုကတိုနေတယ်ဗျအဲ့ဒါလေးကိုကျွန်တော်တို့ဘယ်လိုညှိရမှာလဲပေါ့နော်ညှိရမယ့်ဒီလန်လေးကတော့ဒီလိုမျိုးညှိရတယ်ပေါ့နော်ခဏရနော်ဗီဒီယိုလေးကိုလည်းကျွန်တော်မူရင်းပုံစံကိုကျွန်တော်တစ်ချက်တော့ပြောင်းလိုက်ပါအောင်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ကအတန်နဲ့ဗီဒီယိုညှိဖို့အတွက်ကပထမအဦးဆုံးကျွန်တော်တို့အတန်ကိုအရင်ညှိရမယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီမှာ music ထဲ audio ထဲကိုပြန်သွားလိုက်မယ်ဒီမှာဒီအတန်လေးကိုတွားလိုက်မယ်ပေါ့နော်ဒီမှာဒါဆိုရင်အခုကရှည်နေမလားရှည်နေတဲ့ဟာကိုကျွန်တော်ဒါဒီဘားလေးကိုကျွန်တော်ဆွဲလိုက်တယ်ပြီးဒီမှာ speed ဆိုလို့ရှိရင်အဲ့ speed လေးကိုနှိပ်လိုက်ပါမယ်နော်ပြီးတော့အတန်လေးကိုကျွန်တော်ရှည်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့မြန်မှပဲသူကတူသွားမှာလေဒါကြောင့်မို့ကျွန်တော် speed လေးတင်လိုက်မယ်ဗျာဒီ1.2 လောက်အရင်တင်ကြည့်လိုက်မယ်ပြီးအမှန်ရှိကြည့်လိုက်မယ်ဗျာ1.2 လေးဒီမှာရှည်နေသေးတယ်တွေ့လားရှည်နေသေးတယ်ဗီဒီယိုကတော့ကျွန်တော်ခဏနေမှညှိမယ်โอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုကိတ်ဆုံးအထိအရင်ဆုံးတင်ကြည့်လိုက်မယ်ဗျာဘယ်လောက်ထိတင်ပါလဲဆိုတော့ကျွန်တော်နောက်ထပ် speed ကိုပဲထပ်တွားမယ်ကျွန်တော် 1.3 လောက်ထားလိုက်မယ် 1.45 ဆိုလို့ရှိရင်တော့အတန်အရမ်းမြန်သွားလိမ့်မယ် 1.3 လောက်ဆိုလို့ရှိရင်တော့အတန်ကနားထောင်လို့ကောင်းနေတယ်ပေါ့နော်ဒါဆိုရင်ကြည့်လိုက်အောင်မယ်ဒီမှာဒါဆိုရင်လည်းဒီအတန်ကနည်းနည်းလေးရှည်နေတယ်တွေ့လားကျွန်တော်ဒီအတန်ပေါ့ကျွန်တော်တွဲပုံမှန်ကဘယ်လောက်ကြာထားလဲဆိုလို့ရှိရင်10မိနစ်နဲ့20စက္ကန့်လောက်ကြာနေတယ်နော်ဒီဆက်လန့်အတွက်ပေါ့နော်ဒါပေမဲ့ဗီဒီယိုထဲမှာကျတော့သူ့ရဲ့ origin ကြာချိန်ကကျတော့58စက္ကန့်ပဲရှိတယ်။ Okay ဒါဆိုရင်အတန်ကကျွန်တော်အဲ့လောက် 1.3 နဲ့ထားလိုက်ဦးမယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုကိုညှိမယ်ဗျာဗီဒီယိုကျတော့ဘယ်လိုညှိရမှာလဲဆိုတော့ဗီဒီယိုကဒါပုံမှန်က10မိနစ်မပြည့်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့ကဂျပန် TikTok ကနေတင်มาဖြစ်တဲ့အတွက်ကြောင့် monetization အောင်ပြီးသားလည်းဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုက10မိနစ်ကျော်မှကျွန်တော်တို့ကပတ်စံရမှာလीဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကိုဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲဆန့်ရမယ်ဗျာဆွဲဆန့်တဲ့နေရာမှာအမျိုးမျိုးရှိတယ်ပေါ့နော်ဒီကြားထဲမှာကိုကkey frame ပေါ့နော်ဒီဒါလေးနော် freeze frame နေနဲ့ထည့်ရမယ်ဆိုလို့ရှိရင်လည်းကောင်းတယ်ကိုက copyright လွတ်ဖို့အတွက်ပေါ့နော်ပို့ပြီးတော့မှတိကျသွားအောင်လုပ်ချင်တယ်ဆိုရင်ပေါ့နော်10စက္ကန့်တစ်ကြိမ်လားဘယ်နှစက္ကန့်တစ်ကြိမ်လားအဲ့လိုမျိုး freeze frame လေးတွေဖြတ်ပြီးတော့မှထည့်သွားလိုက်မယ်ဆိုရင်ပို့ပြီးတော့မှလည်းကိုယ့်အတွက်ပို့ပြီးစစ်ဖြစ်တယ်ပေါ့နော်ဗီဒီယိုလေးလည်းရှည်လာမှာဖြစ်ပါတယ်
ဒါကတနည်းเนาะနောက်ထပ်တနည်းကြတော့ကျွန်တော်ကဒီဒါကဗီဒီယိုအတူလေးတွေပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် freeze frame တော့ကျွန်တော်မတုံးပေါ့နော်ဟို3မိနစ်2မိနစ်ခွဲ3မိနစ်ဗီဒီယိုပေါ့နော်အဲ့လောက်ထိရှည်တဲ့ဗီဒီယိုအထက်ဆိုလို့ရှိရင်တော့ကျွန်တော် freeze frame လေးတွေထည့်ရတယ်ပေါ့နော်ဒါကြတော့သူကအဲ့လောက်ထိမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော် freeze frame လေးမထည့်ဘူးကျွန်တော်ဒီတိုင်းပဲဆွဲလိုက်မယ်เนาะဗီဒီယိုပေါ်တစ်ချက်ထောက်ပြီးတော့ရင်ဒီကောင်လေးကိုဒီ speed ထဲကိုပဲပြန်သွားရမယ်ဒီတစ်ခါမှာကျတော့သူကဗီဒီယိုကတူနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုရှည်အောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် speed ကိုတင်ရမှာမဟုတ်ဘူးကျွန်တော် speed ကို short ရမှာเนาะဒါဆိုရင်ကျွန်တော်ဒါလေးကို short လိုက်မယ်ဗျာ short တဲ့နေရာမှာကျွန်တော်တို့ကဒီ 0.9 ပေါ့နော် 0.9 ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဗီဒီယိုက short လို့ short မှန်းသူကမတိတာဟုတ်ဗျာဘာမှမဖြစ်ဘူးเนาะတကယ်လို့ကိုက 0.8 ဆိုလို့ရှိရင်အဲ့လောက်ထိဟိုနည်းနည်းတော့တိတာလားပေါ့နော်ဒါပေမဲ့အဲ့လောက်ထိကြည့်မကောင်းတဲ့ထဲမှာတော့မပါသေးပါဘူးဒါပေမဲ့ 0.7 လောက်ဆိုလို့ရှိရင်တော့ကြည့်လို့မကောင်းတော့ဘူးเนาะဗီဒီယိုကအရန်နေသွားတဲ့ပုံစံမျိုးဖြစ်သွားမှာဒီမှာတစ်ချက်နေကြည့်အောင်ဗျာဒီမှာတွေ့လားဟောအရန်နေတော့တွေ့လားတကယ်လို့ကျွန်တော်တို့ 0.8 လောက်ဆိုလို့ရှိရင်အဲ့လောက်ဆိုရင်တော့တိတ်မတိတာတွေ့လား0.9 ဆိုရင်ပို့ပြီးတော့ဟွာဖြစ်တယ်ပို့ပြီးတော့မတိတာဗျာဒီမှာတွေ့ရဲ့ပါဇက်ကိုကြည့်လိုက်အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုပထမဦးဆုံးကျွန်တော် 0.9 နဲ့အရင်ဆုံးထားပြီးတော့မှအမှန်ချိကြည့်လိုက်မယ်ဗျာပြီးရင်ကျွန်တော်ဇွန်နာကဒီ audio ထဲကိုပြန်တွားပြီးတော့မှဆွဲကြည့်လိုက်မယ်ဗျာဒါဆိုရင်ကျွန်တော်ညီဖို့နည်းနည်းလေးနီးလာပြီတွေ့လားအတန်နဲ့ဒီကောင်လေးကနည်းနည်းလေးနီးလာပြီအတန်ကပိုရှည်နေတဲ့ဆိုတော့ဗီဒီယိုကိုကျွန်တော်နည်းနည်းလေးထပ်ဆန့်ရအောင်မယ်ဒါပေမဲ့တစ်ခုရှိတယ်ဒီမှာခဏနော်ဗီဒီယိုကိုဆန့်မယ်ဆိုတော့ကျွန်တော်တို့ကဗီဒီယိုကလေဒီပထမဆုံးဟိုနော် 0.1 အတွက်ကကြတော့သူကဟိုအဲ့လိုမျိုး 0.01 0.02 အဲ့လိုမျိုးနဲ့တွားလို့ရတယ်ဒါပေမဲ့အခုလိုမျိုးပေါ့နော် 0.9 ဖြစ်သွားပြီဆိုလို့ရှိရင်ကိုကထပ်တိုးချင်တယ်ဆိုလို့ရှိရင်ထပ် short ချင်တယ်ဆိုရင်ပေါ့နော်သူက 0.8 တခါလေးတန်းတက်သွားတာကြားထဲမှာအဲ့လိုမျိုး 0. နဲ့သူကမတွားတော့ဘူးအဲ့လိုမျိုးကြတော့လေအရန်ဟိုဖြစ်သွားမယ်ဥပမာပြကျွန်တော်ဒီမှာ 0.8 လောက်ထားလိုက်မယ်ဆိုလို့ရှိရင်နော် 0.8 လောက်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအတန်နဲ့ပြန်လာကြည့်ကြလိုက်ဒီမှာအတန်ထက်အများကြီးရှည်သွားပြီဒါပေမဲ့ဒီအခုဟာကျတော့ဒီလောက်အများကြီးဆိုပေမဲ့ဒီကောင်ဒီလောက်ဆိုတော့တုံးလို့ရတယ်ဗျာဒါဆိုရင်ကျွန်တော်ဒီလောက်နဲ့ပဲတုံးမယ်နော်တကယ်လို့ဟိုကိုကဟိုထည့်လိုက်လို့ဒီအတန်နဲ့ဒီကောင်နဲ့ပေါ့နော်တလောက်ဥပမာဗျာဗီဒီယိုကတလောက်ရှိရထားလိုက်နော်အတန်ကဒီနားလေးလောက်မှရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကြတော့သူကအရန်ကိုမှကွာဟသွားပြီပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးဟိုထပ်ပြီးတော့မှကောင်းရှိုးပြီးမှထပ်ပြင်ရအောင်ပါနော်ဒါပေမဲ့အခုလိုမျိုးပေါ့နော်ဘယ်လောက်မှတိတ်မကွာဘူးဗျာတလက်မလောက်ပဲကွာနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလောက်ဆိုရင်ယူလို့ရပြီနော်ယူလို့ရပြီနောက်တစ်ခုဒီအတန်လဲဒီနီးတိုင်းပဲစောနကကျွန်တော်ပြောတဲ့ဗီဒီယိုလိုမျိုးပါပဲဒီ speed တင်တဲ့နေရာမှာကိုကဟိုအနောက်ကိုပဲဆုပ်ရှေ့ကိုပဲတူအစပိုင်း 0.1 အတွက်ကိုပဲသူကဟိုဖြစ်ချင်းတက်သွားလို့ရမယ်ဒီလိုမျိုးပေါ့ဥပမာဗျာဒီမှာဒီကောင်ကြည့်ဒီမှာနော်ဒီကဒီလိုမျိုးဖြစ်ချင်းတက်လို့ရတယ်လား 0.1.02 1.03 အဲ့လိုမျိုးတွားလို့ရတယ်လားဒီလိုမျိုး 1.1 ဖြစ်သွားပြီဆိုလို့ရှိရင်တော့သူက 1.1 အဲ့လိုမျိုးနဲ့မတွားတော့ဘူးသူက 1.1 ပြီး 1.2 တခါတက်တယ်တွေ့လားအဲ့လိုမျိုးဆိုလို့ရှိရင်အရန်ကွာတော့အရန်ကွာဟသွားပြီပေါ့နော်ဒါကြောင့်မလို့တေချာလေးတော့ချိန်ရမှာပေါ့နော်သိရှည်ရတယ်ဒီမှာကျွန်တော် 1.3 ထားတယ်ပေါ့နော်ပြီးရင်ဒီလောက်ရတယ်โอเคနောက်တစ်ခုဒါကြတော့ကျွန်တော်တို့ဟိုဒီလောက်ယူမယ်တော့ဟုတ်ပြီဒါပေမဲ့ဗီဒီယိုကအတန်ပြီးတော့ပြီးတော့မှဗီဒီယိုကမပြီးသေးဘူးအဲ့ဒါဘယ်လိုပြန်ပြတော့ရမှာလဲဒါကတော့လွယ်လေးဗျာဒီမှာတစ်ချက်ကြည့်လိုက်ဒီအခုပြနေတဲ့စက်ကွက်ကိုတစ်ချက်ကြည့်စက်ကြည့်လိုက်ကြရအောင်ဟောနော်ဒါလေးဖြတ်ပြီးလို့ရတယ်လေဘာလို့လဲဆိုတော့သူကဒီစက်ကွက်ကဒီစက်ကွက်ပဲနေဒီမှာကြည့်လိုက်ကြရအောင်ဒီမှာအတန်ပြီးတဲ့အချိန်ကတိကိုကဒီကောင်ပဲပြနေရဗျာဒီနားလေးမှာပဲပြနေမှာပြီးသွားလဲတူစီမှာပဲဟိုကင်မရာအင်ဂယ်ကအဲ့လိုမျိုးလှည့်နေတာဗျာတူကိုပဲဖမ်းနေရလေဒါကြောင့်မလို့ကျွန်တော်တို့ဒီအပိုင်းမှာမထည့်တော့ဘဲနဲ့ဖြတ်ပြီးလို့ရတယ်ဒီလိုမျိုးဖြတ်ပြီးလိုက်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကရသွားပြီနော်ဒါတနည်းပေါ့နော်နောက်ထပ်တနည်းကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တကယ်လို့ဒါကိုကဟိုချိန်တာအကုန်လုံးဆုံးသွားပြီနော်ဒီ movie ပေါ့နော်ကျွန်တော်တို့ကဒီလိုမျိုးထားလိုက်တလောက်ပေါ့နော်အတန်ကဒီလောက်ရှည်နေတယ်ဗျာဟိုဒီအခုဗီဒီယိုပေါ့နော်အခုဗီဒီယိုကိုလည်းကျွန်တော်တို့ထပ်ပြီးတော့မှနောက်ဆုတ်လိုက်မယ်ဆိုလို့ရှိရင်အရန်ကြီးကွာဟာသွားနိုင်တယ်ဒီကောင်ကိုလည်းထပ်တိုးလိုက်မယ်ဆိုလို့ရှိရင်လည်းအရန်ကြီးကွာဟာသွားနိုင်တယ်ဆိုလို့ရှိရင်တော့လုံးဝ speed ကိုချိန်လို့မရတော့ဘူးဆိုလို့ရှိရင်ဒီလိုအနေထားကြတော့ဘယ်လိုလုပ်ရမလဲစောနကကျွန်တော်ပြထားတဲ့အနေထားကကြတော့အတန်တိုးပြီးတော့မှဗီဒီယိုရှည်နေနော်အခုကကြတော့ကျွန်တော်တို့ကအတန်ကနည်းနည်းလေးရှည်နေတဲ့အနေထားမှာဆိုလို့ရှိရင်ကြတော့ဘယ်လိုမျိုးပြင်ရမှာလဲဒါကကြတော့ဒီလိုမျိုးလုပ်လိုက်နော်ဒါကအတန်ကရှည်နေနော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးနေရာမှာကိုကြိုက်တဲ့နေရာတစ်ခုပေါ့နော်ဘေးနားလေးမဆိုရတယ်ဘာလို့မှလဲဆိုလို့ရှိရင် freeze frame ထည့်ကိုထည့်ပေးရတယ်freeze frame တစ်ခုထည့်ပေးလိုက်နော် freeze frame မထည့်ချင်ဘူးဆိုလို့ရှိရင်ကျတော့ဘာလုပ်ရမှာလဲဆိုလို့ရှိရင်ဒီဗီဒီယိုကိုပဲ duplicate တစ်ခုထပ်ပွားလိုက်နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥပမာဗျာကျွန်တော်ဒါဒီဗီဒီယိုကိုနှစ်ဖြတ်လိုက်မယ်ဒီလိုမျိုးနှစ်ပိုင်းပိုင်းလိုက်မယ်ဗျာပိုင်းပြီးတော့မှဒီအခုတစ်ပိုင်းပေါ့နော်အခုတစ်ပိုင်းကိုကျွန်တော်ကဒီလိုမျိုး duplicate ပြန်လုပ်လိုက်မယ်ဒီမှာတော့ duplicate လုပ်လိုက်ဒါဆိုရင်ကျွန်တော်ဗီဒီယိုကနှစ်ပိုင်းဖြစ်သွားမှာပိုရှည်သွားမယ်ပေါ့နော်ပိုရှည်သွားပြီဆိုတော့
ဒီတစ်ပိုင်းနဲ့ဒီတစ်ပိုင်းနဲ့မတူအောင်ကျွန်တော်နည်းနည်းပါးပါးတော့ထပ်ပြီးတော့ပြင်ပေးလိုက်မယ်ဆိုရင်ပိုပြီးကြည့်လို့ကောင်းတော့မှာပေါ့နော်ဥပမာကျွန်တော်တို့ကဒီကနေခွဲထွက်လာတဲ့ဗီဒီယိုအတူဖြစ်တဲ့အတွက်ကြောင့်ဒါကတော့မူရင်းလာတယ်ပေါ့နော်ဒီကောင်ကလည်းဒီမှာတူပဲဆိုတော့ဘယ်လိုမျိုးပြင်ရမလဲဆိုဒီအရှက်ဟာကိုကျွန်တော်တို့ကဟိုဘက်တစ်ဖက်ပြန်ပြီးတော့မှပြောင်းလိုက်ပေါ့နော်ဥပမာဗျာကျွန်တော်တို့ဒီဗီဒီယိုကဒီမှာကြည့်တစ်ချက်ကြည့်နော်ဒီမှာဒီနားလေးကိုတစ်ချက်ကြည့်ဒီယောက်ျားဒီမှာနော်ဒီအင်ဂျီ2ရောင်ကညာဖက်မှာနော်โอเคဒီဖက်ကိုတစ်ချက်ပြန်လာကြည့်မယ်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဒါကသူ့ရဲ့ဟာနဲ့ကျွန်တော်တို့ခွဲထွက်လာတာဖြစ်တဲ့ကြောင့်အတူတူပဲနော်အတူတူပဲဆိုတော့ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်ဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ဒီဖက်ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာလိုထိတ်ဆိုတဲ့ဟာရှိအဲ့လိုထိတ်ကိုနှိပ်ပြီးရင်ဒီကောင်လေးကို flick ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားမယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဟိုတူမလိုနဲ့မတူတဲ့ပုံစံမျိုးဖြစ်သွားပြီဟုတ်လားဒီလိုပုံစံမျိုးနဲ့လုပ်ပြရတယ်ပြီးသွားပြီဆိုမှကိုယ့်ရဲ့အတန်ဖိုင်နဲ့ပြန်ညှိပြီးတော့မှလိုရင်လိုတလောက်ပြန်ပြီးတော့မှဖြတ်ထုတ်လိုက်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကရရှိသွားပါမယ်ဒါကတနည်းနော်ဇောနကကျွန်တော်ပြောတဲ့ဟာကြတော့ဟိုကြားထဲမှာအဲ့လိုမျိုးမဖြတ်ပဲနဲ့ duplicate မလုပ်ပဲနဲ့ဒီ freeze frame ကိုတုံးတာ freeze frame ကိုတုံးလိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီလိုမျိုးပေါ့ဒီကိုကဒီနေရာလေးပါ freeze frame ထည့်ချင်တယ်ဆိုရင်အခုလိုမျိုးအမှန်ချစ်ထားဒီတိုင်လေးပေါ့နော် timeline လေးပေါ့နော်ဒီနားလေးမှာကိုဖြတ်ချင်တဲ့နေရာထားပြီးတော့ရင်ဒီမှာ freeze frame ကိုနှိပ်လိုက်ဒါဆိုရင်ဒီကြားထဲမှာဒီလိုမျိုး3စက္ကန့်စာပို့ပြီးတော့မှရှည်လာမယ်ဒါကတက်ပုံအနေနဲ့ထွက်လာမှာအဲ့လိုမျိုးပို့ရှည်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတန် file နဲ့ပြန်ပြီးတော့မှညှိလို့ရသွားပြီပေါ့နော်အဲ့လိုတဘောဒါဆိုရင်ဆိုလို့ကျွန်တော်အခုပြထားတဲ့နီးလန်းနေမျိုးဆိုနားလည်မယ်လို့ထင်တယ်နော်ကျွန်တော်အတန်နဲ့ဗီဒီယိုဘယ်လိုညှိရတာလဲဘယ်လိုချိန်ရတာလဲဆိုတာဒီလိုမျိုးနီးလန်းနဲ့ချိန်သွားတာပါကိုကဒီအခုချိန်သွားတဲ့ software က internet ဆိုပေမဲ့လည်းဟို editing software တိုင်းနီးပါးကနေရာကွာတာပဲရှိမယ်ပေါ့နော်ဒါပေမဲ့လောက်ရတဲ့အပိုင်းတွေကအတူတူပါပဲဥပမာဗျာကျွန်တော်တို့ speed ကိုလုပ်မယ်ဆိုလို့ရှိရင်လည်းဘယ် editing software ထဲမှာမဆိုသူက speed ဆိုတဲ့ဒီစကလုံးနဲ့ပဲတုံးထားတာပါပဲ icon လေးတွေတော့ကွာမယ်ဒါပေမဲ့စာလုံးတွေကအတူတူပါပဲနော်ဒီဗီဒီယိုလုပ်တဲ့နေရာမှာလည်းအတူတူပါပဲဗျာဒီ speed က speed ပါပဲဒါကြောင့်မို့လို့နော်ဘယ် editing software မဆိုဒီနေ့တိုင်းအကုန်လုံးလုပ်လို့ရပါတယ်မိတ်ဆွေတို့ဒီအတန်နဲ့ဗီဒီယိုညှိမတက်တဲ့မိတ်ဆွေတို့ဒီဘိုင်ကိုကြည့်ပြီးတော့ဒါလုတ်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်မိတ်ဆွေတို့ဘာထိုက်ပြီးတော့မှတင်ပေးစီချင်တာလဲနောက်ထပ်ဘာနီလန်းတည်ချင်တာလဲ comment မှာမှန်ပေးခဲ့ပါပြီးရင် like and share ဖြစ်နေကူညီပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်โอเคဒါဆိုရင်ဒီနေ့ဖိုင်လေးကတော့ဒီလောက်ပါပဲအဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်